အားလုံးပဲမင်္ဂလာပါကျွန်တော်တပည့်လေးနော်ကျွန်တော်ဘိန်းနေမပြတ်လို့ညဘက်ဒီဖိုင်နေကြတာနော်ကဲဒီမှာဒီဘိန်းလည်းပြီးပြီဒီဘိန်းကကျတော့ကွန်နတင်လိမ့်သွားတာသူကတန်လိုက်ဥပချန်တိုင်ပင်ယူလို့ရှိရင်ဒီဘက်လာချန်ကီးဘက်ကတိုင်ပင်လွဲတော့ဒီကောင်ကအင်ဂျင်ကလည်းကုတ်အတန်ထွက်တယ်နော်အဲ့ပြဿနာကိုဒီကောင်ကျွန်တော်အင်ဂျင်ချပြီးဖြည့်ရှင်းရတယ်ကဲဟိုနောက်မှာ TVS ကgas ကပေါက်သွားတာသူကအင်ဂျင်သူများတခြားမှအင်ဂျင်လုံးတာနော်မကြသေးဘူးဒါပေမဲ့ gas ကပေါက်ပြီးတော့အင်ဂျင်ကနေပန်းထွက်တာအဲ့ဒါကျွန်တော်ညဘက်ကြီးသဆွဲတာနော်အဲ့ဒီဆွဲတဲ့ဗီဒီယိုလည်းကျွန်တော်တင်ပေးမယ်အခုဒီဘက်ကကျွန်တော်အင်ဂျင်ကျင့်တာအကုန်လုံးပေါ့နော်ကျွန်တော်အလဲတုံးအထိပြန်လှန်ရတယ်လှန်ပြီးတော့ gas ကတွေအကုန်လုံးပြန်ပြီးတော့ပြန်သုံးထားပေးတယ်နောက်ဝယ်လို့မရတဲ့ပစ္စည်းလေးတွေပေါ့နော်ကျွန်တော်ရှာပြီးထည့်ထားပြီအခုဒါကျွန်တော်တို့ကအင်ဂျင်ကျင့်တယ်အလဲတုံးပဲလဲပါပဲလဲသူကအင်ဂျင်ကနည်းနည်းကြမောင်းပြီးသွားလို့ရှိရင်အင်ဂျင်အသာကျတယ်နော်အင်ဂျင်အသာကျတော့မှကျွန်တော်တို့ကမနှက်ဖြန်ကျတရက်မောင်းဆမ်းမယ်လိုအပ်တာတွေပြင်မယ်ပြင်ပြီးတော့မှအပိုင်ရှင်အပ်မှာပေါ့နော်အဲကြောင့်ဘိန်းလေးတွေကျွန်တော်စီမှာပြင်လို့ရှိရင်အရေးကြီးတဲ့အရာတွေဆိုရင်ကျွန်တော်မလောပါနဲ့ဗျာအချိန်ပေးကြပါနော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မှလည်းဖြည့်ရှင်းရတဲ့အပိုင်းမှာအဆင်ပြေတဲ့အပိုင်းလေးရှိတယ်အဆင်မပြေတဲ့အပိုင်းလေးရှိတယ်နော်တချို့ဘိန်းတွေဆိုရင်တော်တော်ရုပ်မှွေတယ်နောက်ပြီးအရန်ကြသွားတဲ့ဘိန်းတွေကြလို့ရှိရင်ကျွန်တော်အင်ဂျင်တွေပေါက်တာတို့ဘာတို့တွေရှိတဲ့ခါကျတော့ကျွန်တော်တို့ကပြန်ဖားရတယ်တခြားဆိုင်မှာအပ်တာပေါ့အဲ့တဲ့ခါကျတော့သူများတွေလည်းအချိန်ယူတယ်ဆရာနော်အချိန်ယူတဲ့ခါကျတော့ကျွန်တော်တို့ကကြံ့ကြာအကုန်လုံးပစ္စည်းတွေလွယ်လင်းတကူရှိလို့ရှိရင်တော့ပြဿနာမဟုတ်ဒီကောင်ဆိုလို့ရှိရင်ဒါဒူးစစ်ခွက်တွေအကုန်လက်ကုန်နော်သူဒီဒူးစစ်ရှက်တန်ချောင်းပေါ့နော်ဒီအချောင်းကဒီပင်နေရန်တွေအကုန်စားကုန်အဲ့ဒါကိုကျွန်တော်တို့ကပစ္စည်းဝယ်လို့မရတော့ဒီမော်လမြိုင်ဆရာပေါ့နော်ဆက်ဆရာတယောက်ကအကြံသူလုပ်ပေးလိုက်တာဝရိန်စော်ပြီးတော့ကျွန်တော်တို့ကပြန်သုံးရဒါပေမဲ့ကျွန်တော်ကတော့တိတ်သဘောမကျပါဗျာဝရိန်စော်လိုက်တော့သူကအသေးကြီးလို့ဖြစ်သွားတော့ဒါပေမဲ့သူကနောက်တစ်ခေါက်ဖြစ်ရင်တော့လဲရတော့မှာပစ္စည်းကဝယ်လို့မရဘူးနော်ဒါမစီမဇက်ဒူးစစ်ရှက်တန်ပေါ့နော်အဲ့မျိုးလေးတွေရှိတယ်နောက်ဘရိတ်အိုးတွေသေးတယ်ဒီဘိန်းကနော်ဒီဘိန်းလေးဆိုလို့ရှိရင်ဒါကျွန်တော်တို့ free အချိန်နဲ့မောင်းပြီးတော့ free ရတယ်လို့ရှိရင်ဆက်ထူသေးပါအဲ့ဒါနဲ့ကျွန်တော်ဖြုတ်ကြည့်လိုက်တော့ဘာပြည့်ချက်တွေ့လဲဆိုတော့ဘာမှာဘာကိုက်ချောင်းတာပေါ့နော်ဘာကိုက်ချောင်းတဲ့ခါကျတော့သူကဘာမလုံတော့တဲ့ခါကျတော့အဲ့မှာမောင်းရင်တော့ရတယ်ဒါပေမဲ့အချိန်နဲ့မောင်းပြီးတော့ free ရလိုက်တာနဲ့ဆက်ထူသေးပါတယ်ဒီပြဿနာရှိတယ်နော်ဒီကောင်ဆိုလို့ရှိရင် content လိမ့်နော်ဒါကတော့မနေ့ကမှကျွန်တော်ဖြည့်ရှင်းတော့မယ်ဒါကလည်းကျွန်တော်အရှိမကျွန်တော်ဗီဒီယိုတွေမတင်ပြလို့ model အမြင့်မဲ့ content main board ကြည်သွားတာနော်ဒါလေးတွေလည်းဖြစ်တယ်အဲ့ဒါလေးကိုကျွန်တော်မျှဝေပေးတာနော်ဘိန်းအသိပဲမောင်းတဲ့လူအပေါ်မှာလည်းအများကြီးသတ်ဆိုင်တယ်နော်အဲ့ဒီလိုမျိုးတွေပြည့်ချက်လေးတွေဖြစ်တယ်ဟေးဆိုတာကိုကဘိန်းတစ်စီးကိုအကြံကြီးပဲလဲခိုင်းလို့မရဘူးဘိန်းတွေကနောက်တစ်ခုကရာကြော်တွေဖြစ်ကုန်ရာကြော်တွေဖြစ်တဲ့စီမှာအကောင်းဆုံးကတော့ကိုကာလာတစ်ခုပေါ့ဥမာ9လတစ်ချိန်လောက်စစ်စေးဝင်လာပဲဖြစ်စားပစ်ပေါ့နော်အဲ့လိုမျိုးလေးဝင်ပေးတာပိုကောင်းတယ်လက်ခါတော့ပဲကုန်ပြီးတော့ဟိုဖြစ်တော့အခုဒီမှာဒီဘိန်းဆိုလို့ရှိရင်ကျွန်တော်တို့ကလပ်ပြားတဲ့လဲလိုရတာအော်စားပစ်ပေါ့နော်သူလည်းဝင်လာတာအဲ့ဒါအခုဒီကောင်ကျွန်တော်အခုမောင်းဆန်းတယ်အဆင်ပြေပြီဒါဆိုရင်မနက်ဖြန်ကျရင်ကျွန်တော် customer အပ်ပြီပေါ့နော်ဒါအခုနကလပ်ပြားတွေလဲတယ်ဘာတွေလောက်တဲ့ဘိန်းလေးပေါ့နော်သူကကျောင်းကျိုးကျောင်းပို့ပဲသုံးတယ်သူအခုတည်းကတစ်ခါတည်းစစ်သွားတော့ဗောနော်နောက်မလာဘူးပေါ့မလာထိအောင်ပေါ့နော်အဲ့ဒါအခုအကုန်လုံးကျွန်တော်လုပ်ပေးနေတယ်အဲ့တော့ကျွန်တော်စီမှာတောင်းဆိုချင်တာကကျွန်တော်တို့ကောင်းလေးလုပ်ပေးပါတယ်ဒါပေမဲ့အချိန်လေးတော့ပေးပါကျွန်တော်တို့တွေဆရာတို့အုံစားမခံရဘူးကျွန်တော်တို့ကအုံစားခံရနော်တစ်ခါကျရင်ခေါင်းချောက်တယ်တချို့ပစ္စည်းတွေဝယ်လို့မရလိုက်ရှာအဲ့မျိုးတွေလိုက်ထွင်ရတယ်ဆိုတော့ကျွန်တော်တို့တွေကနည်းနည်းခေါင်းချောက်ပါတယ်အဲ့ဒီတော့စိတ်ရှိလေးနဲ့ကျွန်တော်အားပေးကြတဲ့ customer တူတယောက်ချင်းစီတိုင်းကိုလည်းကျွန်တော်ကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်လည်းလိုအပ်တာလေးတွေကိုပြုပြင်ရင်းနဲ့အကောင်းဆုံးဝန်ဆောင်မှုတွေကျွန်တော်ပေးနေပါတယ်ကျွန်တော်အခုမှတပည့်လေးတွေရတာဖြစ်တဲ့အတွက်ကျွန်တော်အပြင် service ကိုမလိုက်နိုင်တာကျွန်တော်ကိုနားလည်ပေးပါကျွန်တော်တပည့်လေးတွေကိုအခုမှ train နေသေးပဲပေါ့နော်သူတို့လေးတွေကိုလက်လွတ်လို့ရပြီဟေ့ဆိုရင်ကျွန်တော်အပြင် service ကိုပြန်ပြီးလိုက်မှာဖြစ်ပါတယ်ဒါမဲ့လည်းအရင်အခက်ခဲဖြစ်တဲ့ဘိန်းတွေဆိုရင်တော့ကျွန်တော်တို့ဖုန်းဆက်ပေးပါကျွန်တော်တို့တတ်နိုင်တဲ့ဘက်ကနေပြီးကျွန်တော်တို့လှုပ်ဆောင်ပေးပါတယ်နော်က
ကဲအားလုံးကိုကျေးဇူးတင်ပါတယ်